အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ Ghost Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် Channel ကနေအခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စုံထီဥပဒါနဲ့တီဘောကိုတော်လေးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဇာတ်လမ်းလေးကိုမတင်ဆက်ပေးခင်မှာကျွန်တော်တို့ရဲ့ Channel လေးကို Like and Subscribe လုပ်ပေးဖို့အတွက်လည်းအားလုံးကိုတောင်းဆိုလိုက်ပါရစေခင်ဗျာကားစီးရင်နဲ့တိတ်မကြခင်မှာပဲနေရလဲဝင်လူဆဲဆဲဖြစ်နေပြီဗျပိတ်ချင်းတောင်ကြီးကိုကြော်ပြီးတော့တောင်ကလည်းကြီးကြီးမားမားမရှိတော့ပဲတောင်ငုံကလေးတွေလောက်ပဲရှိတော့တာရွာစင်ကလည်းဆက်နေတာပဲဗျဒီကားတွေကတော့တမျိုးဗျခုံတွေကိုဘေးတိုင်းတန်းထားတာမဟုတ်ဖ ೇನೆ နှစ်ယောက်တစ်ခုံသဘောမျိုးနဲ့ခုံတန်းလေးတွေကလည်းအများကြီးလှုပ်ထားတာကျုပ်တို့အရှိရခုံတန်းမှာတော့ဥပဒါနဲ့ဥအောင်ရှင်ကထိုင်ကြတယ်ဗျကျုပ်နဲ့ရင်မောင်နဲ့ကတော့သူတို့အနောက်ကခုံတန်းမှာပေါ့ခုံတန်းကလည်းလူများဝင်လို့ရအောင်ကြက်ကြက်တက်တက်ကလေးတွေရိုက်ထားတာဆိုတော့ကျုပ်ကလည်းခါးကိုကိုင်းလိုက်တာနဲ့ဥပဒါတို့နောက်စိတ်နားနဲ့ခေါင်းအောင်ရောက်သွားတာပေါ့ဒီလိုလားဆိုရင်တော့လေစကားပြောရင်အဆင်ပြေတယ်မို့လားရင်မောင်ဆိုသူကလည်းဖျားစာရွက်လိုက်ပြီးမယ်လေကျုပ်ကတော့ပြင်းလို့မလို့ဥပဒါကြီးတို့နှစ်ယောက်နားကိုခေါင်းကပ်ပြီးတော့ဥပဒါတို့ထိုင်ကုန်ကိုနောက်ကျောမှီကိုလက်တင်ထားလိုက်တာဒါနဲ့ဥပဒါနဲ့ဆရာကြီးရှင်ဟာတော်တော်လေးခင်မင်တာပဲနော်နေတာလည်းတယောက်ကအရှေ့ပိုင်းတယောက်ကအနောက်ပိုင်းဆိုတော့ဘလို့လောက်တိပြီးတော့ခင်သွားကြတာလေကြုံပြီးတော့ဥပဒါကတော့ဥအောင်ရှင်ကိုတစ်ချက်ကြည့်ပြီးတော့ပြုံးလိုက်တယ်မင်းပဲပြောလိုက်စမ်းပါအောင်ရှင်ရာမင်းကစကားပြောတာကောင်းတယ်မလားကွဥပဒါတော့ဥအောင်ရှင်ကိုလွှဲချလိုက်တော့ဥအောင်ရှင်ကလည်းမလုပ်ပါနဲ့ဘာသာရာငါထက်စားရင်မင်းကပို့ပြီးတော့အပြောကောင်းပါလေကွဒါကြောင့်လဲမိန်းကလေးတွေကမင်းနာမှာဆိုရင်ဝိုင်းဝိုင်းလဲနေတာမလားဥအောင်ရှင်စကားကြတော့ကျုပ်ဖြင့်အံ့ဩသွားတယ်ဗျဒါနဲ့ပဲဥပဒါကြီးကသူ့ဘဝရဲ့ဒစိမ့်ဒရီတာကိုပြောပြတာပေါ့ကျုပ်နာမည်ဘာသာကျုပ်စာတီးကဖက်လိုက်ရွာပေါ့အခုတော့ရွာရွှေ့ပြီးတော့ဇီးကုန်းရွာဖြစ်သွားတာပေါ့ဗျာနာမည်ရင်းကတော့တာတင်လို့ခေါ်တယ်ဗျငယ်ငယ်တုန်းကတော့ကျုပ်ကိုတာတင်လို့ပဲခေါ်ကြတာအသက်ကြီးလာတော့အဘကြီးဖြစ်သွားလို့ငယ်ရွယ်တဲ့သူတွေကဥပဒါဘာသာလို့ခေါ်ရင်းနဲ့နေဘာသာဖြစ်သွားတာဗျတရက်တော့ကျုပ်တို့ဖက်လိုက်ရွာပြင်ဘက်မှာကြက်ပွဲတဲကြတာပေါ့အချိန်ကာလကလည်းဂျပန်ခေတ်ကိုဗျကျုပ်တို့ရွာတကြီးကလည်းဂျပန်နေနဲ့ပေါင်းပြီးတော့အင်္ဂလိပ်တွေကြံခဲ့တဲ့လက်နက်တချို့ရှာဖွေဝယ်ယူပြီးတော့သူ့တပည့်တပန်းနေနဲ့ရွာကိုအုပ်စိုးနေတဲ့ကာလပေါ့ဗျာဂျပန်ကင်းမီနိုင်တွေထက်သူတို့ပို့ပြီးတော့ကြောက်နေရတာဂျပန်တွေကလည်းအခုလိုရွာတွေကိုသူတို့အုပ်စီးစီးမအုပ်ချုပ်နိုင်တော့ဘူးငြိမ်ရင်ပြီးရောဆိုပြီးတော့လွှတ်ထားတာပေါ့ကျုပ်အသက်ကလည်းအဲ့ဒီနှုန်းက16နှစ်ကျော်လောက်ပဲရှိအောင်ပါကျုပ်ကတော့ရွာလူတွေကစုံမဒေါ်ပြင်းရဲ့သားဆိုပြီးတော့တိတ်အခေါ်ပြောမလုပ်ကြပေမယ့်ကာလာသားတွေရွယ်သူတွေကတော့ကျုပ်ကိုခေါ်ကြပါတယ်အခုလဲကြက်ပွဲကောင်းကောင်းတီးပြီလေဗျာဒါနဲ့ပဲကာလာသားတွေစုပြီးတော့ကြက်ပွဲကိုသွားကြတာပေါ့ရွာတကြီးကလည်းစီယိုကြီးအခိုင်မှာကာထားတာဗျဒီတော့တကြီးမသိအောင်လို့လေတော်တဲ့သွားသလိုတောတက်သလိုလိုနဲ့တိတ်တိတ်ကလေးထွက်ခဲ့ကြတာပေါ့ရွာမြောက်ဘက်မှာတောအုပ်ကြီးရှိတယ်ဗျအဲ့ဒီတောအုပ်ထဲကိုရောက်တော့မှလူတွေပြန်စုပြီးတော့ကြက်ပွဲလုံးမဲ့နေရာကိုသွားကြတာကြက်ပွဲဖြစ်မယ်ဆိုတာတကြီးသိလို့ကတော့အားလုံးနားကန်းပြီးသားမှတ်တော့ပဲကျုပ်တို့ရဲ့တကြီးကလည်းလက်တံပြောင်ချက်ကတော့နှအုံနရင်းနေကြီးပဲတီးတာဗျတခါမှရွာတွေကဦးလေးကြီးတယောက်ကိုနှအုံကြီးပဲပိတ်ရိုက်တာဟိုကနားတစ်ဖက်ကန်းသွားတယ်ဗျအဲ့ဒါကြောင့်လေတကြီးသိရင်နားကန်းမယ်ဆိုတဲ့စကားဖြစ်လာတာပေါ့ကြက်ဝိုင်းလုံးမဲ့နေရာလဲတော်ရဲရဖះသုံးစုနားမှာလုံမှာဗျဖះသုံးစုဆိုတာကလည်းတောင်ကမူလေးတစ်ခုပဲအဲ့ဒီနားမှာဘဲခက်ကလေးကတီမန်းမသိတဲ့ဖះပြက်သုံးစုရှိလို့လေဖះသုံးစုဂုံးလို့ခေါ်ကြတာတရေ6လို့လေရွာလူတွေကမတော်ဝင်ကြတဲ့နေရာပေါ့ဗျအခုတော့နေ့လေနေခင်းကြီးလဲဖြစ်ကြက်ဝိုင်းကိုလည်းအပေါင်းအသင်းနေနဲ့တောတာဆိုတော့မကြောက်တော့ဘူးပေါ့ကြက်ဝိုင်းလုံးမဲ့ဖះသုံးစုနေရာကိုရောက်တော့လူတွေကရှင်းနေတယ်ဗျကျုပ်တို့ကာလာသားတွေထဲမှာကြက်ဝါသနာပါတဲ့လူတစ်ယောက်လည်းပါတယ်သူကတော့ကြက်ကလေးပိုက်လာတာပေါ့ကျုပ်တို့6ယောက်ပထမဦးဆုံးရောက်တယ်နောက်တော့မကြီးကိုပင်ရွာလူ9ယောက်ရောက်လာတယ်နောက်ဆုံးတော့တန်းမြင့်ရွာဘက်ကလူငယ်9ယောက်ရောက်လာတယ်ဗျအားလုံးပေါင်းတော့ကျုပ်တို့လည်းအယောက်20လောက်တော့ရှိတာပေါ့ဒါပေမဲ့ကျုပ်တို့အားလုံးကထူးဆန်းနေတယ်ဗျပုံမှန်ကြက်ဝိုင်းဆိုရင်ဒီလိုမဟုတ်ဘူးလေလူတွေစီစီကားကားနဲ့အခုတော့ကျုပ်တို့လူငယ်တွေကြီးပဲဖြစ်နေတာအဲ့ဒီချိန်မှာပဲကျုပ်တို့ပက်လေဟာအတန်တွေကိုကြားလိုက်ရတယ်အဝိုင်းဟေးဖမ်းကြဟေးဖမ်းကြအတန်တွေထွက်လာပြီးတော့တောအုပ်ထဲကနေတကြီးရဲ့တနက်ကင်ထားတဲ့လက်ယုံလူမိုက်တွေထွက်လာတာပေါ့ဗျာကျုပ်တို့လည်းကြက်ဝိုင်းအကြံစီပေါက်ကြားသွားပြီဆိုပြီးတော့ထွက်ပြေးဖို့လှုပ်တာပေါ့
ဒါပေမဲ့ဒီကောင်တွေကကျုပ်တို့ဝိုင်းထားပြီးသားဗျအားလုံးငြင်းငြင်းနေစမ်းအဖက်ခန်းကြစမ်းအေးပြေးတဲ့လူကိုတနတ်နဲ့ပြေးမယ်ကျုပ်တို့လည်းလက်မြောက်ပြီးတော့ရက်နေလိုက်ရတာပေါ့မကြီးကိုပင်ကကောင်လေးနှစ်ယောက်ကတော့တောထဲကိုအတင်းတိုးပြေးတာတကြီးရဲ့လက်ယုံလူမိုက်တွေကလည်းတနက်ကင်ထားတာဆိုတော့ဘယ်လက်နှီးပါမလဲတနတ်နဲ့ပြစ်ထည့်လိုက်တာတယောက်ကတော့ခေါင်းကိုမှန်ပြီးတော့ပွဲချင်းပြီးသေးတယ်နောက်တယောက်ကတော့ခက်ဆောင်ကိုမှန်ပြီးတော့လဲကျသွားတာပေါ့ကျုပ်တို့အားလုံးကိုတကြီးကဖမ်းပြီးတော့ဝဘိုးဝလုံးကြီးနဲ့ကျုပ်တို့အတန်းလိုက်ကြီးစီတန်းပြီးတော့ကျိုးနဲ့ချီဖမ်းတယ်အဲ့ဒီဝဘိုးဝလုံးကြီးကိုထမ်းထားရသေးတယ်ဗျထွက်ပြေးဖို့ကလည်းမလွယ်ဘူးကျုပ်တို့ကိုရွာကိုဖမ်းခေါ်မသွားဘဲနဲ့တန်းမြင့်ရွာဘက်ကိုဖမ်းသွားတာကျုပ်တို့လည်းဘာမှမပြောရဲဘူးပေါ့ပြောရင်လည်းသူ့တပည့်တွေကထုတ်တင်နဲ့ရိုက်တနတ်တင်နေနဲ့ထုဆိုတော့လေကျုပ်တို့အသားနာတာပဲဖက်တင်တယ်တမ်းမြင့်ရွာရောက်တော့ကွင်းမြင့်တစ်ခုထဲမှာဂျပန်ကင်မီတိုင်ရတဲ့ခုံလေးတွေနဲ့ထိုင်နေကြတာကျုပ်တို့တော့သူတို့အရှိဟာအတန်းလိုက်ကြီးထိုင်ခိုင်းတာပေါ့တပုံးတွေကိုမိလာပါပြီမာစတာကြီးကျုပ်တို့ဆိုရင်ဘာပြောလို့ပြောမှမသိအောင်အံ့ဩသွားတာဗျဂျပန်ကင်မီတိုင်တွေရုပ်ကလည်းမာကျိုးနေတာပဲအဲ့ဒီခေတ်ကကင်မီတိုင်ဆိုတာတိတ်ကိုကြောက်ဖို့ကောင်းတာရက်ဆက်တဲ့နေရာမှာလည်းနှင်းအောင်မရှိသလိုနှိပ်ဆက်တဲ့နေရာမှာလည်းဘောင်းစုံအောင်လှုပ်တတ်တာကင်မီတိုင်ကနေဇကပြန်ကိုတခုခုပြောလိုက်တယ်ဗျမင်းတို့ကောင်နေတပုံကြော်ခေါင်သိကြလားကျုပ်တို့လည်းညင်းတာပေါ့ကျုပ်တို့ကကြက်ဝိုင်းရှိလို့ဆိုပြီးလာကြတာတပုံဆိုတာသိလဲမသိဘူးဆိုပြီးပြောတာပေါ့အဲ့ဒီတော့တကြီးကကျုပ်တို့ရိုက်နှက်ပါရောသူတို့လိန်ပြောနေတာပါမာစတာကြီးဒီကောင်တွေပုံကံမှုအတွက်တောနက်ထဲမှာလူစုနေတာနှစ်ယောက်ထွက်ပြေးလို့တောင်တနက်နဲ့ပြစ်ဖမ်းခဲ့ရပါသေးတယ်တကြီးပြောတော့ဂျပန်တွေကကျုပ်တို့အော်ငေါက်တယ်ဗျခတ်ဆောင်ကိုတနက်မှန်တဲ့လူကလည်းတလန်းလုံးလမ်းလျှောက်လာတော့နှကန်းနေဖြူပြီးတော့သွေးထွက်လွန်ပြီးသေတော့မှာပါဗျာကျုပ်ဖြင့်တကြီးကိုတိတ်မောင်းလိုက်တာတကြီးကဂျပန်အရာရှိနာကိုကပ်ပြီးတော့တပုံတွေကိုဖမ်းပေးတဲ့အတွက်မာစတာကြီးကျုပ်ကတော့မမေ့ရဘူးနော်ဂျပန်အရာရှိကလည်းခေါင်းညင်နေပြီပြီးတော့စကားပြန်ကိုပြောခိုင်းလိုက်တယ်စိတ်ချပါခမရတောင်းဝင်ကြေးပါတယ်တကြီးကျုပ်ခမရအကြောင်းကိုအထက်ကိုတင်ပြပေးမယ်ဟုတ်ပြီလားတကြီးနဲ့ဂျပန်အရာရှိကပြောမိမယ်လေကျုပ်တို့ကတော့ဘယ်ပြောနိုင်မှာမလဲနောက်တော့ကျုပ်တို့ကိုဂျပန်တွေကဖမ်းထားပြီးတော့တကြီးတို့ကပြန်ဖို့လုပ်တယ်ကျုပ်လည်းထအော်လိုက်တာပေါ့တကြီးကျုပ်ကိုဖမ်းထားတာကျုပ်အမေသိရင်တကြီးတော့မလွယ်ဘူးနော်မင်းအမေမသိတော့ပါဘူးကွာဘာလို့လဲဆိုတော့မင်းတို့ကရွာကိုနောက်တစ်ခေါက်ပြန်ရောက်မှာမဟုတ်ဘူးကွာကျုပ်တို့တော့အနှက်ခံရပြီဗျဂျပန်တွေကဒီနယ်မှာတောင်းမြန်းနေတဲ့တပုံတွေကိုတကြီးကိုရှာခိုင်းတော့တကြီးကလည်းကြက်ဝိုင်းရှိတယ်ဆိုတဲ့သတင်းအတုကိုလွှင့်ပြီးကျုပ်တို့စုခိုင်းတာနေမှာအခုတော့ကျုပ်တို့အားလုံးကိုတပုံတွေဆိုပြီးတော့ဂျပန်ကဖမ်းတာပေါ့ဗျာတမ်းမြင့်ရွာအနောက်နားမှာလည်းတင်းကုတ်ကြီးတစ်ခုရှိတယ်ဗျကျုပ်တို့အဲ့ဒီတင်းကုတ်ထဲမှာဖမ်းထားပြီးတော့အမျိုးမျိုးနှိပ်စက်ပြီးတပုံကြော်ကောင်ဘယ်မှာရှိတယ်လဲဆိုပြီးတော့အစ်အောက်ပြီးမေးတော့တာကျုပ်တို့လည်းဘာမှမသိဘူးဆိုတော့သူတို့လိုချင်တဲ့အဖြစ်မျိုးလည်းဘယ်ရပါမလဲလူတိုင်းစိတ်ကိုပါရိုက်နားရိုက်လုံရင်းနဲ့ကနေကျုပ်အနားကိုရောက်လာကြော်ကောင်ဘယ်မှာလဲပြောရင်ပြောမပြောရင်နာမယ်နော်ဂျပန်ရဲ့လက်အောက်ခံလူမိုက်တယောက်ဖြစ်မှာပါအဲ့ဒီလူကတော့သူ့လက်ထဲမှာကြာပုတ်ကိုမြှောက်ရင်းနဲ့ကျုပ်ကိုမေးတာကျုပ်လည်းစိတ်တူတူနဲ့ပဲမင်းလက်ထဲကကင်ထားတာကြော်ကောင်ပေါ့ကွာကျုပ်ပြောလိုက်တော့အဲ့ဒီကြာပုတ်ကမွေကြီးတကောင်ဖြစ်ပြီးတော့အဲ့ဒီလူမိုက်ရဲ့ငယ်ရိတ်ကိုပေါက်ထည့်လိုက်တာဒါနဲ့ပဲဂျပန်နေစုညံသွားတာပေါ့ကျုပ်ကိုဒါမျိုးလာလို့ရမလားကျုပ်စီမှာအမေသင်ပေးထားတဲ့ပညာတွေအများကြီးရှိတာဟုတ်ဗျနောက်တော့ကျုပ်လက်မှာခြိထားတဲ့ကျိုးတွေကိုအကုန်ဖြီချပြီးမတ်တက်ရက်လိုက်တယ်ဂျပန်တွေကကျုပ်ကိုတနက်နဲ့ထိုးချိန်တယ်လေကျုပ်လည်းသူတို့ကိုလက်ညှိုးနဲ့ထိုးပြီးပညာနဲ့ပြူစားလိုက်တော့ဂျပန်တွေအကုန်လုံးတွန့်လိန်ပြီးတော့ကုတ်ကြပါရောဝဲရတယ်လို့ခွေးလေးရသည်ရတယ်လို့နဲ့ရားနေကြတာကျုပ်လည်းတခြားသူတွေကိုပါဖြုတ်ပေးပြီးတော့ကျုပ်တို့အကုန်လုံးထွက်ပြေးလာခဲ့ရွာကိုလည်းမပြေးတတ်ဘူးဗျဒါနဲ့ပဲကျုပ်တို့တစ်ဖွဲ့လုံးနီးရတောထဲကိုထွက်ပြေးကြတာပေါ့တနက်ခတ်ဆောင်ကိုဖြတ်မှန်တဲ့သူကတော့မပြေးနိုင်မင်းနဲ့ကြံခဲ့တယ်နောက်ပိုင်းကျတော့တနက်တန်ရနဲ့တေသွားတယ်လို့ပြောပါတယ်စေးမှာမကုပေးတာဟုတ်ဗျကျုပ်တို့ထွက်ပြေးနေတဲ့နဲ့တောထဲမှာလူစုတွေကွဲကုန်တယ်တချို့ကလည်းသူတို့ရွာကိုသူတို့ပြန်ပြေးကြမယ်ပေါ့ကျုပ်တို့ကတော့ပြေးလို့မဖြစ်ဘူးလေတခြားရွာတကြီးကပြောချင်ပြောလို့ရမယ်ကျုပ်တို့ရွာတကြီးအကြောင်းတော့ကျုပ်တို့ကအသိဆုံးမလားအတော်ထဲမှာရက်တွေကြာလာတော့နောက်ဆုံးမှာကျုပ်နဲ့ကျုပ်တငယ်ချင်း2ယောက်စုစုပေါင်း3ယောက်ပဲကြံတော့တာတောထဲမှာတွေးတဲ့စမ်းရည်ကိုတောက်ရှိတဲ့အသီးရွက်တွေခူးစားပြီးနေရတော့လေတော်ယုံလူစုဘယ်နေနိုင်မလဲဒါနဲ့ပဲတရက်တော့တောထဲမှာခြေတံနေကြားတယ်ဗျ
ကျုပ်တို့လည်းပြေးကြည့်တော့တနက်ကင်ထားတဲ့လူတွေနဲ့ပပင်တိုးတာသူတို့ကကျုပ်တို့တနက်နဲ့ထိုးချိန်လိုက်တယ်မင်းတို့ကဘာတွေလဲကျုပ်တို့ကကြောက်ကြောက်နဲ့ဖြစ်ကြောင်းကုံစင်ပြောတာပေါ့အဲ့ဒီချိန်မှာပဲမုတ်စိတ်မွေးဘလက်ဘွားနဲ့လူတစ်ယောက်ကအရှိကိုထွက်လာတယ်ငါနာမည်ကြော်ကောင်ပဲကွာမင်းတို့ငါနဲ့ပူးပေါင်းမလားဟာတပုံနဲ့တော့ဘယ်ပူးပေါင်းရေးမှာမလဲဗျာအင်းငါတပုံမဟုတ်ဘူးကွာငါအရင်တော့က BNA တက်သားဟောင်းပဲအခုဒိုးပေါ်မှာအရာရှိတွေကဂျပန်ကောင်တွေကိုဒို့မြေကနေတိုက်ထုတ်ဖို့ကြံစီနေကြအဒီကောင်တွေပေးတဲ့လွတ်လပ်ရေးကိုငါတို့မလိုချင်ဘူးကွာငါတို့လိုချင်တာငါတို့နိုင်ငံကိုငါတို့လူမျိုးတွေသာလွတ်လွတ်လပ်လပ်အုပ်ချုပ်ဖို့ပဲဘိုးကျော်ကောင်ကတော့ဖက်စစ်စန့်ကျင်ရေးတရားဟောပြီးတော့ကျုပ်တို့၃ယောက်ကိုဇာတိသွေးဇာတိမှန်တွေတက်ကြွလာပြီးတော့ဘိုးကျော်ကောင်တို့နဲ့ပူးပေါင်းသွားမိတယ်ပဲဆိုပါတော့ဗျာဘိုးကျော်ကောင်ရဲ့တာဝန်ကတော့ရွာတွေကနေတိတ်တိတ်စိတ်လူတွေစုဆောင်ပေးဖို့ပဲအဲ့ဒီလူတွေကိုစုဆောင်ပေးပြီးတော့လှစ်ဝက်ပြီးစစ်ပညာတွေသင်ပေးမယ်တကယ်လို့ဂျပန်ကိုစတင်တော်လှန်ပြီးဆိုတာနဲ့အဲ့ဒီလူတွေကစစ်မှုထမ်းနိုင်အောင်လုပ်ပါဗျာဘိုးကျော်ကောင်ကျုပ်တို့တော့ကျုပ်တို့ရွာကိုပြန်မလွတ်ပါနဲ့ဗျာကျုပ်အမေကိုလွမ်းနေဆိုပေမဲ့ကျုပ်ပြန်ရင်အမေရောကျုပ်ကိုရောတကြီးကအလွတ်ပေးမှာမဟုတ်ဘူးဗျအေးပါကွာမပူပါနဲ့မင်းကိုအနောက်ဘက်ကတပ်ပေါင်းစုစီကိုဆက်သွယ်ပေးမယ်မင်းအဲ့ဒီကိုသွားရမယ်ကွာအဲ့ဒီမှာပဲကျုံနဲ့ရွာကျုပ်တငယ်ချင်းနေနဲ့လမ်းကွဲသွားတာပေါ့ဘိုးကျော်ကောင်ကလည်းကျုပ်တို့ကိုအနောက်ဘက်နယ်ဘက်ကိုလှည့်ဝက်ပြီးတော့ခေါ်သွားတယ်ဂျမန်တွေကလည်းသူတို့ကိုဗမာတွေတော်လန်မယ်ဆိုပြီးတရင်အစနာရနေတာဆိုတော့ခရီးသွားတဲ့လူတွေလူစုလူဝေးတွေတွေ့ရင်ရိုက်နှက်ဖမ်းဆီးပြီးတော့တရင်မေးလေရှိတပတ်လောက်ကြာတော့ကျုပ်တို့အနောက်ဘက်စစ်ဒေသကတမန်တော်စခန်းကိုရောက်ခဲ့တယ်ဗျအဲ့ဒီမှာတက်ခွဲတွေပြန်ခွဲကြတော့ကျုပ်ရဲ့မြောက်ကောင်းရဲ့ဖြစ်လာမဲ့အဲ့ဒီအောင်ရှင်ရဲ့အဲ့ဒီမှာတွေ့ကြတာပဲဗျနှစ်ယောက်တွဲစနစ်နဲ့စစ်ပညာတွေသင်ကြားရတာဆိုတော့အောင်ရှင်နဲ့ကျုပ်နဲ့တွဲဘက်ဖြစ်သွားတာစစ်ပညာသင်ကြရလဲစစ်ကြီးတစ်လျှောက်လုံးအတူတူတိုက်ဖို့တိုက်ဖက်ရဲဘော်ရဲဘက်ဖြစ်ခဲ့ကြတာဆိုတော့တာမန်တငယ်ချင်းတွေထက်လဲပိုခင်ကြတာပေါ့ဒါနဲ့ပဲကျုပ်လဲဥပဒါပြောသမျှနားထောင်ရင်လိုက်လာခဲ့တာဗျအရှိရောက်တော့ကားလမ်းကလည်းရှုံမြောင်လေးတစ်ခုဖြတ်ရတယ်ဗျအဲ့ဒီရှုံမြောင်လေးရဲ့ဘေးနှစ်ဖက်မှာလဲအင်တိုင်းတော်ကြီးကရှိတယ်မိုးကချုပ်နေပြီဗျအဲ့ဒီတော့ဖြတ်ပြီးရင်ကျုပ်တို့နားမဲ့မင်းရွာဆိုတာကိုရောက်မောင်းရင်နဲ့ညောက်ကိုပိုပွေပြီးတော့မှောင်းလာတယ်အမင်းရွာကိုကားဆိုင်တော့ည9နာရီထိုးတော့မယ်ဗျမင်းရွာတော့ရွာကြီးတရွာပါရေအေးကွင်းရွာလိုပဲကားတွေကညအိတ်ရက်နားတဲ့ရွာဆိုတော့စီတာပေါ့ဗျကျုပ်တို့လည်းစားဖို့တောက်ဖို့အတွက်ကားပေါ်ကနေဆင်းလိုက်တာပေါ့ကားပေါ်ဆင်းတာနဲ့လူ6ယောက်လောက်ကဓားတွေလှန်နေနဲ့ကျုပ်တို့စီကိုပြေးလာတာနောက်ပြီးတော့ဥပဒါနဲ့ဥအောင်ရှင်ကိုလက်ညှိုးထိုးပြီးတော့ဟေးအဲ့ဒီလူတွေကိုဖမ်းလိုက်ကြစမ်းလက်နက်ကင်ထားတဲ့လူတွေကလည်းကျုပ်တို့ဝိုင်းလာတယ်ဗျအဲ့ဒီနားလူတွေကလည်းကျုပ်တို့ဝိုင်းအောင်ကြည့်နေကြတာနေစမ်းမအောင်မောင်ရင်ရဲ့ကျုပ်တို့ကဘာများလှုပ်ထားလို့လဲဒါကတော့ခမရတို့ကိုယ်တိုင်သိမှာပဲကဲပါကျုပ်တို့နဲ့သာလိုက်ခဲ့ဖြစ်သမျှကိုယုံမှသာရှင်းပြီတော့ဗျာဓာရီလန်နေနဲ့ထိုးဖို့ခုတ်ဖို့တကယ်ဖြစ်နေတော့လေကျုပ်တို့လည်းကြောက်တာပေါ့ဥပဒါလည်းအသာခေါင်းငိမ့်လိုက်ပြီးတော့လိုက်သွားဆိုတော့လေလိုက်သွားတာပေါ့အောင်ရှင်ရအေးကွာကြိုတဲ့လူရှိတော့လေလိုက်ရမှာပေါ့ဒီလူတွေကကျုပ်တို့ကိုဒေါသတကြီးနဲ့ကြည့်ပြီးတော့လှန်နေနဲ့ချိန်ထားပြီးလှဲပေါ်ကိုတင်းတယ်နောက်တော့လှဲကိုတော့ရွာဘက်ကိုမောင်းထွက်ခဲ့တာဗျကျုပ်ဖြင့်စိတ်မအေးနိုင်ဘူးဗျဥအောင်ရှင်ကိုပဲအပြစ်တင်နေမိတာဟုတ်တယ်လေဗျာကျုပ်တို့ကအခုမှဒီကိုရောက်တဲ့လူတွေကျုပ်တို့ကဘာလုပ်ထားတာဖြစ်နိုင်မှာမလဲမတကသူတို့ကစီယာတပည့်လှုပ်ထားတာပဲဖြစ်မှာပေါ့လဲမောင်းရင်းနဲ့အိမ်ကြီးတိမ်ရှိကိုရောက်လာကြတယ်ဗျချမ်းလည်းအကျိတ်အိမ်ကြီးကလည်းအုတ်နီတွေနဲ့စောက်ထားတဲ့အိမ်ဗျအဲ့ဒီလူတွေကပဲကျုပ်တို့ကိုဓားတွေလှန်နေနဲ့ထိုးချိန်ပြီးတော့ခေါ်လာခဲ့တာအိမ်ရှိမှာတော့ရုံးကန်းလိုမျိုးအဖိဆွဲပြီးတော့လှုပ်ထားတယ်အထဲမှာချထားတဲ့ခုံတန်းမှာကျုပ်တို့ထိုင်ခိုင်းတာပေါ့မကြပါဘူးဝေကောင်းစားလာတွေဝစ်စင်ထားတဲ့အသားဖြူဖြူပိန်ပိန်ပါပါလူတယောက်ထွက်လာတယ်ဗျနှကမ်းမွေးဆဆနဲ့ကြည်ပြောရှုပြောရှိတယ်လူပေါ့ဗျတူတူပြောရရင်တော့လူကျော်တယောက်ပေါ့သူ့နောက်မှာတော့မိန်းမတယောက်ထွက်လာတယ်အဲ့ဒီမိန်းမကလည်းဝေကောင်းစားလာတွေဝစ်ထားပြီးတော့ရွှေတွေလည်းဣနေအောင်ဝစ်ထားတာဗျခေါင်းမှာလည်းရွှေပြီးလည်းစိုက်လို့သူလမ်းလျှောက်လာတော့သူ့ရဲ့နောက်ဘက်ကနေသပင်ကိုလည်းရွှေကလေးတစ်ခုညှက်ထားသေးတယ်ခုနခတ်ချောချောလူကြီးနေရတော့တကြီးဖြစ်မယ်လို့ထင်ပါတယ်အနောက်ကမိန်းမကတော့သူ့မိန်းမဖြစ်မှာပေါ့တကြီးကထိုင်ပြီးတော့ကျုပ်တို့ဘာမှမပြောဘဲနဲ့ကြည်နေသေးတာနောက်တော့မှပဲဒီရဆရာကြီးတွေကိုကျုပ်စစ်ဆေးပြရစီအဲ့ဒီချိန်မှာဥအောင်ရှင်ကလည်းကျုပ်တို့ကဘာလုပ်နေလို့လဲဗျတကြီးရဲ့မျက်နှာလည်းတစ်ချက်ပြတ်သွားတယ်လीနောက်တော့သူ့မိန်းမကိုတစ်ချက်ကြည့်တယ်သူ့မိန်းမကျုပ်တို့မျက်စောင်းထိုးကြည့်ပြီးတော့
ရှင်တို့ကလူလိန်နေအခုကျုပ်ရွာကိုလာတာလေရှင်တို့မှာအကြံစီတစ်ခုခုရှိပုံရတယ်အတန်ကတော့ခတ်ဆာဆာနဲ့မာကြောလိုက်တာဗျာမျက်နှာထားကလည်းခက်ချီချီဦးနောက်တော့ကျုပ်တို့နောက်မှာရက်နေတဲ့လူတွေကိုလက်ညှိုးထိုးပြီးတော့ဟဲ့မောင်ဆန်းဒီလူတွေကိုအကုန်လှန်လောပြီးတော့ရှာဖွေကြစမ်းအဲ့ဒီလိုအမိန်ပေးလိုက်တာနဲ့ဓားတွေလှန်နေကင်ထားတဲ့လူတွေကလည်းကျုပ်တို့ဖမ်းချုပ်ပြီးတော့လွယ်အိတ်တွေလက်ဆွဲအိတ်တွေကိုလူရက်ကြတာပဲဗျို့အဲ့ဒီမိန်းမကလည်းတကြီးကိုတစ်ချက်ကြည့်ပြီးတော့လုံးမယ်ဆိုရင်လေအဲ့ဒီလိုပြက်ပြက်သားသားလုံးမပေါ့ကိုရေကိုခင်တော့အားမရပါဘူးတကြီးကလည်းတစ်ချက်ပြုံးလိုက်တယ်ခင်သဘောခင်မဲလောက်ပါကွာသူ့ဟာသူတော့ဟုတ်နေတာပဲဗျို့တကြီးကလည်းတကြီးလားသူမိန်းမကပဲတကြီးထက်ပိုကြီးတာလားတော့မသိဘူးဗျို့ကျုပ်တို့အိတ်တွေကိုလှန်လောရှာပြီးမဲ့ဘာမှမတွေ့ဘူးဒါနဲ့ပဲကျုပ်တို့လွယ်အိတ်တွေကိုကျုပ်တို့ထိုင်နေတဲ့အရှိရစပွဲကုံပေါ်မှောက်တုံချလိုက်တယ်လွယ်အိတ်တစ်ခုချင်းစီကိုတွန်ပြီးတော့ရှာဖွေကြတာဘာမှတော့ထူးခြားတာမတွေ့ဘူးဗျို့နောက်ဆုံးတော့ကျုပ်လွယ်အိတ်အလဲ့ပေါ့ကျုပ်လွယ်အိတ်ကိုတွန်ချလိုက်တော့ပစ္စည်းရတွေအကုန်ကျလာတယ်အဲ့ဒီထဲမှာစက်ပြကွက်လေးတစ်ခုကိုမောင်ဆန်ဆိုတဲ့လူကကောက်ယူလိုက်တယ်ကျုပ်ဖြင့်အံ့ဩနေတာပေါ့ခရီးထွက်တာစက်ပြကွက်ကဘလို့လုပ်ပြီးပါလာခဲ့တာလဲပေါ့ဗျာကျုပ်လည်းစက်ပြကွက်ပါမန်းတောင်မသိဘူးစက်ပြကွက်ကလေးကိုမောင်ဆန်ဖွင့်လိုက်တော့အထဲမှာတော့အနက်ရောင်အနှစ်တွေထည့်ထားတဲ့ပလတ်စတစ်အထုပ်ကလေးတွေတွေ့တယ်ဗျအားလုံးလည်းအံ့ဩသွားကြတာပေါ့တကြီးမိန်းမကတော့အဲ့ဒီအထုပ်ကိုကြည့်ပြီးတော့ထင်သားပဲဘိန်းမဲတွေတဲ့လာတာပါလားရှင်တော့တွေနော်လူတွေကိုကြည့်တော့ဘိုးတော်လိုသူတော်စင်လိုနဲ့ခင်းရလဲကွာလူတွေရဲ့အတွင်းစိတ်ကိုအပြင်းပန်းကြည့်ုံနဲ့သိနိုင်တာမှမဟုတ်တာကွာတကြီးကလည်းဝင်ပြောတယ်ဗျို့အေးလေဒီခေတ်ကြီးမှာမဟုတ်တာလုပ်တဲ့လူကသူတို့မဟုတ်တာလုပ်မှန်းလူမသိအောင်လို့အယောင်ဆောင်ထားတဲ့ကြတယ်တဲ့ဟေးမောင်ဆန်းဘိန်းမှုဆိုတာအမှုကြီးပဲကွသူတို့ဂတ်တဲကိုပို့ဖို့လုပ်တော့ဥအောင်ရှင်နဲ့ရင်မောတော့ကျုပ်ကိုစိတ်ပြက်လက်ပြက်နဲ့ကြည့်တယ်ဗျို့ကျုပ်လည်းကိုတော့မယုံနိုင်ဘူးဗျာအဲ့ဒီစက်ပြကွက်ဆိုတာကလည်းအခုလွယ်အိတ်ကိုမှောက်လိုက်မှပထမဦးဆုံးမြင်ဘူးလားဥပဒါကြီးကတော့ကျုပ်ကိုတစ်ချက်ပဲကြည့်တယ်ဗျနောက်ပြီးတော့သူမျက်မှောင်ကျုံပြီးတော့တခုခုတွေးပုံရတယ်ဘိန်းမှုဆိုတော့လေပြေးလို့လည်းမရတော့ဘူးလေဗျာဒါနဲ့ပဲမောင်ဆန်တို့ကကျုပ်တို့ဖမ်းချုပ်တာပေါ့ဒါနဲ့မမလေးဂတ်တဲကိုသွားဖို့ဆိုရင်အချိန်လင့်နေပြီညာအေးညတာကြတော့ဓမြတွေတပုံတွေလည်းကြောက်ရသေးတယ်တကြီးရဲ့မိန်းမကတော့တစ်ချက်စဉ်းစားလိုက်တယ်ဒါဖြင့်လေအချုပ်တိုက်ထဲကိုထည့်ထားလိုက်မနဲ့ရောက်တော့ဂတ်တဲကိုပို့ပြီးတော့ရဲလက်ကိုအပ်ကြတာပေါ့မောင်ဆန်းတော့ကျုပ်တို့ကိုခြံနောက်ဖက်နာအုတ်တိုက်တစ်ခုကိုခေါ်သွားတယ်ဗျလူကြီးရင်ကောင်းလောက်ထိအုတ်တက်ထားပြီးတော့အဲ့ဒီအပေါ်မှာတော့တစ်သားเจ้าနေနဲ့စိတ်ကလေးကာရန်ထားတဲ့အုတ်တိုက်ပေါ့ဗျာသူတို့ရွာမှာအချုပ်ခန်းဖြစ်သုံးပုံရတယ်ကျုပ်တို့အဲ့ဒီအခန်းထဲထည့်တဲ့အပြင်အခန်းထဲလည်းရောက်ကိုထိတ်တုံးမှာခတ်သေးတာဗျပြီးတော့ရွာသားနှစ်ယောက်ကအခန်းတောင်သားမှာကိုယ့်ပြေဟောင်းမှာထိုင်နေကြတယ်ကျုပ်တို့မျက်စိတောက်တောက်ကြည့်နေတာပေါ့အကျုပ်လို့တော့မဟုတ်ဘူးဗျကျုပ်အဲ့ဒီစက်ပြခွက်ကိုတွေ့တော့မတွေ့ဘူးကျုပ်လည်းအကြောက်ကန်ညင်းတာပေါ့အဲ့ဒီတော့ရင်မောင်ကျုပ်ကိုဘူးကြည့်ကြည့်အောင်မမင်းမလုပ်ဖဲနဲ့အဲ့ဒီဘိန်းတွေကမင်းလွယ်ထဲကိုဘလို့ရောက်နေရလဲကွာမင်းကြောင့်ခုတော့ငါတို့အားလုံးဒုက္ခရောက်ပြီမင်းကဘိန်းစားကောင်မင်းရင်မောင်ဘယ်ချိန်ကလေးကကျုပ်ကိုဖဲ့ကျင်နေတဲ့တော့မသိဘူးဗျအခွင့်ကောင်းရတာနဲ့စော်တော့တာပဲကျုပ်လည်းဘဲခံနိုင်မလဲဗျကျုပ်လည်းဘာမှမစားရဘဲနဲ့ဘိန်းစားကောင်ဆိုပြီးတော့နာမည်ရနေပြီမလားမဟုတ်ပါဘူးဆရာကြီးရှင်ရကျုပ်တသက်နဲ့တကူဘိန်းကိုတခါမှလည်းမသုံးခဲ့ဘူးတော့အမှန်ပါဥအောင်ရှင်ကတော့ခေါင်းငိမ့်တယ်လीဘာမှတော့ပြန်မပြောဘူးဗျအဲ့ဒီချိန်မှာတစ်ချိန်လုံးငိမ့်နေတဲ့ဥပဒါထပြောတယ်ငါတော့သွေးရိုးသားရိုးလို့မထင်ဘူးကွာကျုပ်တို့အားလုံးလည်းဥပဒါကိုကြည့်လိုက်ကြတယ်ဗျကျုပ်တို့စောင့်နေတဲ့သူတွေကလည်းဥပဒါကိုကြည့်တယ်ဟာဘာလို့သွေးရိုးသားရိုးလို့မထင်တာလဲဥပဒါရငါထင်ပြောရရင်တော့ငါတို့ကိုကြိုတင်ပြီးတော့ကြံစီထားတာငါထင်တော့ငါတို့ဒီပါကိုခဏလာတာတောင်မကြိုက်တဲ့သူတွေရှိနေပုံပဲကွာဒါဆိုရင်ဘသူကကျုပ်တို့လာတာကိုမကြိုက်တာလဲဗျဥပဒါကလည်းကျုပ်ကိုညှမ်းလိုက်တာဆိုတဲ့အကြည့်နဲ့ကြည့်လိုက်ပြီးတော့ဘသူရှိမှလဲကွာခုနတကြီးရဲ့မိန်းမကိုမင်းမမြင်ဘူးလားဒါတော့မြင်တာပေါ့ဥပဒါရဒါပေမဲ့ तू ကဘာကြောင့်မို့လို့ကျုပ်တို့လာတာကိုမကြိုက်တာလဲအဲ့ဒါကိုငါတွေးလို့မရသေးဘူးကွာဒါကြောင့်လဲတခုခုပဲလို့ပြောနေတာကျုပ်တို့စကားပြောနေတာကိုစောင့်ကြည့်နေတယ်မောင်ဆန်နဲ့နောက်လူတယောက်ကတော့အကဲခတ်ပြီးကြည့်နေတယ်ဗျသူတို့ချင်းချင်းလဲတတွတ်တွတ်နဲ့စကားပြောနေကြ
နောက်တော့မောင်ဆန်ကတော့စုပ်ပြက်နေတဲ့ကွန်းအစ်ကလေးတစ်ခုကိုယူလာပြီးတော့ကွန်းရပြီးဝါနေကြတာကွန်းရကိုတွေးတော့ကျုပ်လည်းဥပဒါကြီးကိုကြည့်လိုက်တော့ဥပဒါကြီးကတော့ကွန်းအစ်ကိုမမိတ်မတုံနဲ့ကြည်နေတာဗျဟဲ့ကောင်လေငါ့ကိုလည်းကွန်း100လောက်ကျွေးကြစမ်းပါဥပဒါကြီးထားပြောတော့မောင်ဆန်တို့ကရည်တယ်ဗျစားခြင်းကိုဘာသာကိုထပြီးတော့ယာစားလေအဖိုးကြီးရဲ့ဟမ်ဥပဒါလည်းဒေါသထောင်းကနေဖြစ်သွားတယ်ထင်ပါတယ်ကျုပ်တို့ခြေထောက်တွေကိုခတ်ထားတဲ့ထိတ်တုံးအပေါက်ကြားတွေကနေသူ့ခြေထောက်ကိုရှို့ထွက်လိုက်တယ်ဗျထိတ်တုံးဆိုတာခြေသလုံးနဲ့ကွက်တီဖြစ်အောင်ဖောက်ထားတဲ့အပေါက်ဗျတော်ယုံလူကအပေါက်ကြားတွေကနေရှို့မထွက်နိုင်အောင်လှုပ်ထားတာဥပဒါကြီးတော့ဒီလိုမဟုတ်ဘူးဗျရှို့ထွက်သွားတာလွယ်လေလေးဥပဒါမတက်ရက်ပြီးတော့ပစိုးပြင်ဝဲတော့မောင်ဆန်နဲ့အဆောင်တယောက်လည်းအံ့ဩပြီးတော့ကြောင်ကြည့်နေကြတာပေါ့နောက်တော့အနာအလှန်ကိုဆွဲပြီးမတက်ရက်ပြီးတော့ဥပဒါကြီးကလည်းသူတို့နှစ်ယောက်ကိုလက်ညှိုးထိုးလိုက်တယ်မင်းတို့ငိမ့်ငိမ့်နေကြစမ်းကွာအဲ့ဒီလိုပြောလိုက်တာနဲ့မောင်ဆန်တို့နှစ်ယောက်ကတော့ကြောက်ရွံ့တယ်လို့ရက်သွားတယ်ဗျမတ်တက်ကြီးပဲလက်မှာလည်းဓားတွေလှမ်းလေကင်လို့ဗျသူတို့ကရက်နေတယ်ဆိုပေမဲ့သူတို့မျက်နှာတွေမှာအံ့ဩထိတ်လန့်တဲ့အရိပ်ရောင်တွေအများကြီးပေါ်နေတာဥပဒါကတော့အေးအေးဆေးဆေးပဲဗျကိုပစ္စည်းကိုသွားပြီးတော့ကွန်းအစ်ထဲကကွန်းရွက်ကိုယူပြီးကွန်းရားနေတာကွန်းနေရလဲကြမ်းလိုက်တာကွာမင်းတို့ဘလို့များစားကြတယ်လေကွန်းရအင်းနဲ့စကားတောင်ပြောနေသေးတာဗျနောက်တော့ကွန်း200ရာပြီးတော့ပဆောင်ထဲကိုထည့်ငုံပြီးထိတ်တုံးစီကိုပြန်လျှောက်လာတယ်သူ့ခြေထောက်အပေါက်ထဲကိုလည်းခြေထောက်ပြန်ထည့်ပြီးအေးလူလူပြန်ထိုင်းနေတာဗျဥအောင်ရှင်ကတော့ဥပဒါကိုကြည့်ပြီးမောင်ဆန်တို့နှစ်ယောက်ကိုလက်ညှိုးထိုးပြတော့မှဥပဒါကလည်းဟုတ်သားပဲမေ့လို့သူတို့လက်ညှိုးပြန်ထိုးလိုက်တာနဲ့မောင်ဆန်တို့နှစ်ယောက်ချက်ချင်းလှုပ်ရှားသွားကြတယ်ဗျသူတို့နှစ်ယောက်ကတော့တော်တော်ကြောက်လန့်နေတဲ့ပုံစံပဲမောင်ဆန်ကတော့ဥပဒါအရှိမဒူးထောက်ချလိုက်တယ်ဆရာကြီးတို့ကျုပ်တို့ကိုကဲ့ပါဗျာဆရာကြီးတို့ကအထက်လန်းဆရာကြီးတွေလားဥပဒါခေါင်းခါလိုက်တယ်ငါတော့ဘာမှမဟုတ်ပါဘူးကွာဟိုကငါတငယ်ချင်းကတော့ဟုတ်တယ်ကွာသူ့နာမည်ကဥအောင်ရှိန်ဖရက်ပြန်ဥအောင်ရှိန်ဆိုပြီးတော့လူသိများတဲ့အထက်လန်းဆရာကြီးပေါ့မောင်ဆန်တို့နှစ်ယောက်ကလည်းမျက်လုံးအယောင်တွေလက်သွားတယ်ဗျဒါဆိုရင်ကျုပ်တို့ကိုကဲပါဆရာကြီးဟာကျုပ်တို့အပင်ခတ်ခံထားရပါတယ်အဆက်မရှိကွာမင်းတို့ဘသူကအပင်ခတ်တာလဲကွာဥအောင်ရှိန်ပြီးတော့မောင်ဆန်လည်းပြသလဲနေပဲဘသူရှိရမလဲဗျာတကြီးကတော့ခင်မြပေါ့ဟေးဟုတ်တယ်ဗျတကြီးကတော့ခင်မြစုံးတယောက်လို့ပြောကြတယ်ဥပဒါဒီတော့မှခေါင်းကိုအတွင်ညိတ်နေဗျငါထင်းတာဒါကြောင့်ကွာဟုတ်ပြီကွာतूကစုံးမမို့လို့ငါတို့ရွာကိုလာတာသူ့ကိုပြဿနာရှာမယ်ထင်ပြီးတော့ဒီလိုနီးကိုသုံးခဲ့တာမလားအမှန်ပါပဲဆရာကြီးဟာခင်မြဘသူပဲဝါမှန်းလဲမသိဘူးဗျတရက်တော့တကြီးသားတငယ်ချင်းတွေနဲ့တောလဲထွက်ရင်တောထဲမှာခင်မြနဲ့တွေ့တယ်တဲ့ခင်မြရုပ်ကလည်းချောတယ်ဆိုတော့တကြီးသားနဲ့ဖြစ်ကြတာပေါ့ဗျာနောက်တော့တကြီးကလည်းသူ့သားကိုခင်မြနဲ့ပေးစားလိုက်တယ်ပေးစားပြီးတဲ့နောက်ပိုင်းတကြီးကတေသွားတယ်ဗျရွာလူတွေပြောကြတာကတော့တကြီးကိုခင်မြပြုတ်စားပြီးတော့တပ်ပစ်လိုက်တာတဲ့မောင်ဆန်နဲ့တူပါလာတဲ့တယောက်ကလည်းထောက်ခံနေဗျတကြီးသေးသွားတော့တကြီးသား3ယောက်ကိုလည်းရွာမှာမနေနိုင်အောင်မောင်းထုတ်လိုက်ပြီးခင်မြကတော့သူ့ယောက်ျားကိုတကြီးဖြစ်တင်ခဲ့တာသူ့ယောက်ျားတကြီးဖြစ်ပေမဲ့လည်းခင်မြပြောစကားအတိုင်းကိုလိုက်နာပြီးတော့နေရတာပေါ့ဗျာအဲ့ဒါကြောင့်လဲကျုပ်တို့ရွာထဲမှာတကြီးနာမည်အရင်တာမောင်ဆိုတာပျောက်ပြီးတော့သူ့ကိုတီဘောကိုတော်လေးလို့ခေါ်ကြတာကျုပ်လည်းထရီမိတာပေါ့ဗျာရီကျင်စိတ်ကိုလည်းထိမ့်လို့မှမရတာတမိုင်းမှာတီဘောမင်းမိမကြောက်တယ်ဆိုတာအခုတော့ကိုတို့မြင်မှုဝေဟဲ့မင်းတို့တကြီးကဒီနာမည်ရတာအံ့ကြိုက်ပဲကွာမောင်ဆန်းကတော့ကျုပ်ကိုမျက်စောင်းထိုးတယ်ဗျအဒီထက်ပိုဆိုးတာပေါ့ဗျာကျုပ်တို့လည်းသူတို့ကအလှလုံးမယ်ဆိုပြီးတော့ခေါ်ကြွေးပြီးအပင်းနေထည့်ထားတယ်ခင်မြကိုယ်တိုင်ထုတ်ပြောတယ်ဗျသူခိုင်းတာမလုပ်ဘူးဆိုရင် तू ကကျုပ်တို့ဘိုက်ထဲကအပင်းတွေကိုအသက်သွင်းလိုက်မယ်တဲ့ဒါဆိုရင်ဒီအပင်းကြောင့်လေကျုပ်တို့တွေအသေးစိုးနဲ့သေရမယ်လေဥအောင်ရှင်ကတော့ခေါင်းငိမ့်လိုက်တာပေါ့ငါသိပြီကွာဒါဆိုရင်မင်းတို့တွေလည်းခင်မြခိုင်းတဲ့အတိုင်းလိုက်လုံနေရတာပေါ့ဒါပေါ့ဆရာကြီးဟာကျုပ်တို့ရွာလူတွေလည်းတကြီးထက်ခင်မြကိုပဲကြောက်နေကြရတာအထက်လန်းဆရာကြီးတွေလာတယ်ဆိုရင် तू ကမရရတဲ့နီးနဲ့မောင်းထုတ်တာပဲရွာကိုအဝေးမခံဘူးဗျအခုလဲဆရာကြီးတို့ကားပေါ်ကဆင်းလာတာမြင်ကြတဲ့ကကျုပ်တို့ကဘိုးတော်ကြီးတွေလားအထက်လန်းဆရာကြီးတွေလားဆိုပြီးတော့တီးပြီးသားပါလို့ပါဆရာကြီးဟာကျုပ်တို့ကဲပါကျုပ်တို့ရွာကိုလည်းကဲတင်ပေးပါဗျာဥအောင်ရှင်ကတော့ဥပဒါကိုကြည့်တယ်ဗျဥပဒါလည်းခေါင်းငိမ့်လိုက်ပြီးတော့လှုပ်ဆန်းမှာအောင်ရှင်ဟာ
သူတို့မင်းကဲတင်ပေးလိုက်စမ်းပါဦးအောင်ရှင်ကတော့မောင်ဆန်ကိုအရှိတိုးခိုင်းပြီးတော့မောင်ဆန်ရဲ့ရင်ဘက်ကိုသူ့လက်ဖိုးဝါးနဲ့၄-၅ချက်ပို့ရင်းနဲ့ပါဇက်ကနေဂါရာတွေရွတ်တယ်ပြီးတော့သူ့လက်ကိုဖြန့်လိုက်တဲ့အခါမှာပရွဲလိတ်လေးတစ်ခုပါလာတယ်ဗျပရွဲလိတ်ကတော့တေးသေးလေးပါလက်တစ်စစ်လောက်ပဲရှိမယ်တေးသေးကြည့်ကြည့်လေးကျတို့အားလုံးကလည်းအံ့ဩနေကြတာပေါ့ဦးအောင်ရှင်ကတော့ဥပဒါကိုကြည့်လိုက်ပြီးတော့နောက်တစ်ယောက်ကိုတော့မင်းမဲလှုပ်ပေးလိုက်ပါကွာဥပဒါလည်းနောက်တစ်ယောက်ကိုသူ့ရှေ့မှာထိုင်ခိုင်းပြီးတော့ရင်ဘက်ကိုလက်ညှိုးနဲ့၃ဘက်လောက်အဝိုင်းပုံစံလှုပ်လိုက်ပြီးအဲ့ဒီလက်ညှိုးကိုတော့လေပင်စီကိုဖြည်းဖြည်းချင်းဆွဲတင်လိုက်တယ်မကြပါဘူးအဲ့ဒီလူကလည်းအန်ကျင်သလိုဖြစ်ပြီးတော့ဘောကနေထိုးအန်လိုက်တော့ဘာမှမထွက်ဘူးဗျလေတွေပဲထွက်လာပြီးပါဇက်ထဲကနေပရွဲလိတ်ကလေးတစ်ခုထွက်လာပြန်ရောဥပဒါလည်းမြေပေါ်ကပရွဲလိတ်ကလေးကိုကြည့်ပြီးတော့အဲ့ဒီပရွဲလိတ်ကလေးကဘာဖြစ်သွားမလဲဆိုတာမင်းတို့ကြည့်ကျင်လားကျုပ်တို့လည်းကောင်းကျင်လိုက်တာပေါ့ဥပဒါတော့ပရွဲလိတ်ကလေးကိုလက်ညှိုးနဲ့ထိုးလိုက်တော့ပရွဲလိတ်ကလေးကတဖြည်းဖြည်းရှည်ထွက်လာပြီးတော့နှစ်ဖက်ချွန်ထားတဲ့ဝါချုံကြီးတစ်ခုဖြစ်ပြောင်းလဲသွားတာဗျဝါချုံကြီးကလည်းတစ်တောင်လောက်ရှိပြီးတော့ထိတ်ရောဖင်ရောနှစ်ဖက်စလုံးကိုချွန်နေအောင်လှုပ်ထားတာဗျမောင်ဆန်တို့နှစ်ယောက်လည်းဝါချုံကြီးကိုကြည့်ပြီးတော့ထိတ်လန့်နေကြတာပေါ့ခင်ဗျာမင်းတို့သူခိုင်းတာမလုပ်ရင်ဒီတိုင်းလုပ်မှာပဲပရွဲလိတ်ကလေးကနေဒီလောက်ဝါချုံကြီးအဖြစ်ပြောင်းသွားရင်မင်းတို့ဘလို့ခံစားရမလဲတွေးတာကြည့်ပြီးတော့ကွာမောင်ဆန်တို့ကတော့တော်တော်ကြောက်လန့်သွားတယ်ဗျဒါဆိုရင်ဆရာကြီးတို့ကျုပ်တို့ကိတ်တင်ပေးပါဗျာကောင်းပြီလေဒါဆိုရင်ငါတို့လွတ်ပေးစမ်းကွာအဲ့ဒီခင်မြဆိုတဲ့ဟာမနဲ့တွေးကြသေးတာပေါ့မောင်ဆန်တို့ကကျုပ်တို့လွတ်ပေးပြီးတော့အုတ်တိုက်ထီကနေထွက်ခဲ့ကြတယ်ဆိုရင်ပဲကျုပ်တို့အရှိကိုမက်ခင်မြတော့လွှာကနေပြုတ်ကြလာတာဗျပြီးတော့ကြောက်စရာကောင်းတဲ့ရီတိုင်နဲ့လည်းရီလိုက်တယ်နေတို့အစင်လောက်နဲ့ငါပညာကိုစမ်းကျင်တာလားဥအောင်ရှင်ကတော့သူ့တောင်မွေးကိုမြေမှာစောင့်ချလိုက်တယ်ဟာခင်မြဆုံးမနေရွာသားတွေအကုန်လုံးကိုဒုက္ခပေးပြီးတော့နင်းရဲ့စိတ်တိုင်းကြလှုပ်ချင်တိုင်းလှုပ်နေတာကိုနင်းရက်တန်းကနေရက်လိုက်စမ်းအောင်မအဖိုးကြီးကလေကျင်နေသေးတယ်ငါလှုပ်ထဲလိုက်လို့နာတော့မယ်အဲ့ဒီခါမှာပဲဥပဒါကြီးကထအော်တယ်ဗျဟက်ခင်မြနင်းလဲစုံငါလဲစုံမယ်ဒီတော့ငါတို့ပွင့်မလင်းလင်းပြောရအောင်နင်းလှုပ်နေတာတွေကိုနင်းပါသားနင်းရက်မလားဒါမှမဟုတ်ငါတို့ရက်ပေးရမလားအောင်မဒီဖိုးကြီးကလည်းလေကျဲပြန်ပြီကောင်းတယ်လေရှင်တို့နှစ်ယောက်ကျုပ်ကိုမရက်ပေးခင်ကျုပ်ကရှင်တို့နှစ်ယောက်လုံးကိုအရင်ရက်ပေးလိုက်မယ်မခင်များတော့ဥအောင်ရှင်စီကိုအရင်ပြေးဝင်သွားတာဗျဥအောင်ရှင်ရဲ့မျက်နှာကိုလက်ဝါးနဲ့ရိုက်ဖို့လုပ်နေတော့မှာပဲဥအောင်ရှင်ကလက်ဝါးနဲ့ကာထားတော့ရှေ့ဆက်တိုးလို့မရဘူးဖြစ်နေတာမခင်များလည်းတယောက်ကိုတိုက်လို့မရဘူးဆိုတာနဲ့ဥပဒါကြီးစီကိုပြေးလာပြန်ရောပြေးတယ်ဆိုတာလည်းလူပြေးသလိုမဟုတ်ဘူးဗျခြေထောက်တရားတိတ်မလုပ်ဖဲနဲ့လက်ခနဲပြေးသွားတာဥပဒါကိုလည်းလက်နဲ့ပုတ်မယ်လို့တော့ဥပဒါချောင်းတစ်ချက်ဟမ်းလိုက်တာနဲ့မခင်များကတော့အနောက်ကိုဦးရဖားရနဲ့ပြေးဆုပ်လိုက်တယ်ဗျမခင်များတိုက်စိတ်ပြောင်းသွားတယ်လေဥပဒါနဲ့ဆရာကြီးရှင်ကိုတိုက်လို့လည်းမရရောကိုရင်မောင်ကိုပြေးပြီးတိုက်တယ်ကိုရင်မောင်ရဲ့ခေါင်းကိုလက်နဲ့ရိုက်ချမလို့ရှိသေးတယ်ဟိုကလည်းပဒီနဲ့ရိုက်ထည့်လိုက်တာဗျလွင့်ထွက်သွားပြန်ရောဒါနဲ့ပဲကျုပ်ဘက်ကိုလှည့်လာတာပေါ့အကျုပ်ကလည်းဘာမှမတက်တဲ့လူဆိုတော့ကြောင်ပြီးတော့ကြည်နေတာဗျမခင်များကတော့ကျုပ်ခေါင်းကိုလက်နဲ့အုပ်ကန်ပြီးတော့သူ့ပညာကိုထဲတော့တာပဲကျုပ်ကောင်းကြီးကလည်းတဖြည်းဖြည်းလေးလာတာဗျဥပဒါလည်းမြန်တယ်ဗျမခင်မြရဲ့ဇက်ဘိုးကိုလက်ဝါးနဲ့ဖြောင်းကနေရိုက်ထည့်လိုက်တာမခင်မြလည်း10လန်လောက်ထိလွင့်ထွက်သွားတာဒီလောက်နဲ့ဘယ်ပြီးပါမလဲမခင်မြလက်ဝါးကိုဖြန့်လိုက်ပြီးတော့စက်တွေကိုလှမ်းပစ်ထဲတာသူ့လက်ထဲကနေမီးပွားတွေလိုမျိုးအလင်းရောင်လေးတွေတဖွာဖွာနဲ့ထွက်လာပြီးဥအောင်ရှင်ကြီးကိုရောဥပဒါကြီးစီကိုပါသွားထိတာဗျဥအောင်ရှင်ကတစ်ချက်မန်းပြီးတော့လက်နဲ့ကာလိုက်တာနဲ့မီးပွားတွေကလည်းရှဲကနေငိမ့်သွားတာဥပဒါတော့သူ့စီလာတဲ့စက်တွေကိုပစိုးအနားစားနဲ့ခတ်ထုတ်လိုက်တော့မီးပွားလေးတွေလိုလင်းနေတဲ့စက်တွေကလည်းလေဝေးသလိုဖြစ်ပြီးမခင်မြစီကိုပြန်လှည့်သွားတာမခင်မြလည်းအလစ်ခံလိုက်ရလို့ဖြစ်မယ်ဗျသူ့စက်တွေကိုသူပြန်မကနိုင်ပဲကမန်းကနန်းနဲ့အနောက်ကိုပြေးဆုံရင်ရှောင်လိုက်တယ်နောက်တော့ဥပဒါကြီးကိုလှည့်ကြည့်ပြီးတော့မျက်စောင်းကြီးထိုးနေတာတကယ်တမ်းလဲသူမနိုင်မှန်းလဲသိရောမခင်မြပြေးဖို့လှုပ်တာမခင်မြလေပေါ်ခုံတက်လိုက်တာနဲ့သပင်လုံးကြီးလိုအလုံးကြီးဖြစ်သွားပြီးတော့လေပေါ်ကိုပြန်ပြေးတာဗျဥပဒါလက်ညှိုးနဲ့ထိုးလိုက်တော့မိုးပေါ်ကနေဖုတ်ခနဲ့မြေပေါ်ကိုပြုတ်ကျလာတာအမြေပေါ်ရောက်တာနဲ့သပင်လုံးကြီးကလူပြန်ဖြစ်သွားတယ်တခါမှတော့မြေကြီးတွေကိုဒိုင်မင်ထိုးပြီးခုံချသလိုပျောက်သွားပြန်တာဥပဒါလည်းမြေကြီးကိုဖနှောင်းနဲ့စောင့်ချလိုက်တော့မခင်မြအတန်ကျဲကြီးနဲ့អော်ပြီးတော့ဥပဒါရဲ့ခြေရင်းမှာပေါ်လာတာဥပဒါလည်းမခင်မြရဲ့သပင်ရှည်ကြီးကိုခြေထောက်နဲ့ဖိနေထားလိုက်ရကြီးဗျမခင်မြလည်းမနေနိုင်တော့ပဲလက်အုပ်ချပြီးတော့ကြောတော့တာပဲကျုပ်တောင်းမှမှာလေဆရာကြီးရေကျုပ်ကိုလွတ်ပေးပါ
ပြောစမ်းဆုံးမနင်ငါတို့ကိုအညိုတေးမရှိပဲနဲ့ဘာလို့ငါတို့ရံမူရတယ်လဲဆရာကြီးတို့ကရေအေးကွင်းရွာမှာကျုပ်ရဲ့တပည့်တယောက်ကစားကျင်တောက်ချင်လို့ပူးကတ်တာကိုရေနည်းတွေတိုက်ပြီးတော့နှင်ထုတ်ခဲ့တယ်လို့ပြောပါတယ်ဒီတော့မှကျုပ်တို့လည်းဇက်ရည်လဲသွားတာပြုလက်စသက်တော့ရေအေးကွင်းရွာအဆုံးထိကသူ့ရဲ့တပည့်ပဲဗျအေးသူတို့စပြီးဒုက္ခမပေးရင်ငါတို့ကလည်းဒုက္ခမပေးဘူးအခုဒီရွာကိုနင်လှုပ်ထားတာတွေကိုနင်ပြန်သိမ်းပေးမယ်ဆိုရင်နင့်ကိုငါလွတ်ပေးမယ်ပြန်ထုတ်ပေးပါမယ်ဆရာကြီးရေသိမ်းပေးပါမယ်မခင်မြကြော့ပြီးတော့ဥပသားလည်းသပင်ကိုခြေထောက်မပေးလိုက်တာနဲ့မြေကြီးတွေကိုဝင်ပြီးပျောက်သွားတာပြုကျုပ်တို့အားလုံးလည်းညလေကြီးမှာအံ့အားတင်ပြီးတော့ကြံခဲ့တာပေါ့ရွာမှာမခင်မြလှုပ်ထားတဲ့လူတွေလည်းထိုးအံလိုက်ကြတာမနဲ့မိုးလင်းတာနဲ့တရွာလုံးမှာထည့်ထားတဲ့အပင်းတွေအကုန်ကုန်သွားတယ်ဆိုပါစို့မနဲ့လင်းတော့တကြီးကလည်းငူငူငငကြီးနဲ့နိုးလာတယ်သူမိမမတွေးတော့လဲဘာလုပ်တယ်မှတ်တယ်လဲချုံမွဲချပြီးငိုတော့တာပဲတကယ်တော့တကြီးကသူမိမဘာဆိုတာကိုမသိဘူးဗျမခင်များနဲ့ညားပြီးကြတဲ့ကမခင်များသူ့ကိုပြူစားထားလို့လေဘာလို့မှမမြင်နိုင်ပဲဖြစ်နေတာမခင်များတော့နေနေရရမဟုတ်ဘူးဗျမြေရှိုးမိုးပြန်လို့ရတဲ့ကဝေပြန်တယောက်ပဲအဲ့ဒီတညကတော့အချုပ်အုပ်တိုက်ထဲမှာပဲအချိန်ကုန်ခဲ့တဲ့ညပေါ့ဗျအားလုံးပြီးတော့မနဲ့မိုးလင်းတော့မယ်ဗျကျုပ်တို့လည်းမင်းရွာကနေထွက်ခဲ့ပြီးတော့ကားဂိတ်ကိုဆင်းခဲ့တာပေါ့အဲ့ဒီကနေကျုပ်တို့လည်းဥအောင်ရှိန်တို့ရွာကလေးရှိရအောင်ခရီးဆက်ခဲ့ကြတယ်ဒါနဲ့ပြောအောင်မယ်ဗျမခင်များအဲ့ဒီနေမှာဆီယာမာကြီးတယ်ဗျတပည့်တပန်းနေလည်းများတယ်ဆိုပဲမခင်များသူ့ကိုအနိုင်ယူသွားတဲ့ဥပဒါကိုဘယ်ကျင်တတ်ပါမလဲဗျဒါနဲ့ပဲအညှိုးထားကြတာပေါ့အဲ့ဒီနယ်ဘက်မှာလည်း9စင်ကျင်ညီမဆိုပြီးတော့နာမည်ကြီးတယ်ဗျစုံမ9ယောက်ပေါ့အဲ့ဒီထဲမှာလည်းမခင်များတယောက်အပါဝင်ပဲနောက်ပြောပြမယ့်အကြောင်းကတော့အဲ့ဒီ9စင်ကျင်ညီမတွေနဲ့ဥပဒါတယောက်နဲ့ပညာပြိုင်တဲ့အခန်းတွေဗျကျွန်တော် channel ကနေအခုတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကတော့စုံထီဥပဒါနဲ့တီဘောကိုတော်လေးဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်ခင်ဗျနောက်ထပ်လည်းဘလို့စိတ်ဝင်စားပွဲကောင်းတဲ့ဇလန်းတွေကိုထုတ်လွှင့်တင်ဆက်ပေးမယ်ဆိုတာစောင့်မျှော်ခံစားနားဆင်အားပေးကြပါအောင်ခင်ဗျာနားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ